မင်္ဂလာပါရှင်ကျမတို့အပြင်ဆိုင်ဖို့ပြင်ဆင်နေတာပါအခုတော့အတွင်းတူးတယ်ပေါ့နော်ညီလေးတို့ရေနဲ့နုညံလုပ်ပြီးတော့အတွင်းတူးတယ်အပြင်ဆိုင်မှာပါဒီနေရာမှာဒါကတော့အတွင်းပေါ့နော်ဒီလောက်အနက်ဆိုရပါပြီရှင်ပြင်ဆိုင်မလို့တမရပဲ6ပင်ပါတမရပဲမဟုတ်ပါဘူး6ရွက်ပေါ့နော်ရွက်စားတဲ့6တူထားတဲ့တွင်းထဲကိုထည့်တယ်ညီလေးပြန်ဖို့ပြီးထားတယ်ငယ်တော့အဲ့လိုမျိုးဖို့ပြီးလို့ရှင်ပေါ့နော်ညီအပြင်ကိုဆွဲထုတ်လို့မရအောင်အပြင်နည်းနည်းလေးမြဲသွားညီကြီးနဲ့မှကတ်သွားအောင်နင်းပေးရတယ်လို့သိထားပါတယ်။မို့အဲ့လိုလုပ်မှာပါ။ဆွဲထုတ်လို့မရအောင်အဲ့လိုလေးပေါ့နော်။ဒီလေးနင်းပြရတယ်။ရပြီဆိုကျမတိုင်သွားချမယ်တိုင်တွေ့ပြီပေါ့နော်ပါလေးပဲချီထားမှာပါဖြစ်လို့ဆိုတော့သွားလို့ရမှာပြီးရင်ရေလောင်းပေးရမှာဖြစ်ပါတယ်ရှင်သေးရပုတ်တွေအနားမှာအပင်ကြီးမှာပေါ့နော်ပို့ထားမယ်ဆိုရင်ဒါပို့ပြီးတော့အပင်တန်မာစေတယ်ပေါ့နော်ဒါပေမဲ့မောမရှိဘူးထဲပါမြက်ဒါပေမဲ့အဆင်ပြေပါတယ်ပေါ့နော်ဒီလောက်ဆိုလည်းရပါသည်ဒါတော့အိန္ဒိယဆုတ်ထားတဲ့တခြားပင်တွေကျန်ခဏဝင်လာပါတယ်ဖွင့်လေးတွေလက်ရှိတယ်ဟိုဟာဒီဟာတော့ဂျင်းတွေမှာဒါတော့တရုတ်နန်းနန်းတယ်နော်ဒါတော့ပင်စိမ့်ပင်ပါနော်ဒီနေ့မမပါမခေါ်လည်းမသိပါဘူးဒါတော့မင်းပင်မင်းလည်းကောင်းနေရောပဲဒါမဲ့ဒီလိုတပါဝကျွတ်လေးနဲ့ပို့ပြီးတော့စားလို့ကောင်းဒီဖက်ကတော့နန်းနန်းပင်မှာဟိုမှာခွဲပြီးတော့ပြထားတာအပြင်ကနေနေပို့ကြီးတယ်ဒီဟာထက်ပို့ကြီးတယ်ဗောနော်ဒီအပန်တော့ပါတယ်ဒီလေးဗောနော်ဒီနေ့မိုးစိုက်ထားတဲ့အပင်လေးပြချင်ပါရှင်အပွင့်လေးတွေပွင့်လာပါတယ်ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါ